ကျွန်တော်နေအောင်ဟိုဟာလားဘာကြီးလဲမှတ်နေပါလေတွေ့ရတယ်ဘယ်လိုမျိုးဟိုဖြစ်တာလဲဘယ်လိုဖြစ်လို့တွဲဖြစ်တာလဲတော့အမှန်မဟုတ်ဘူးကျွန်တော်တို့ကဒါအမှန်တမ်းပြောကျွန်တော်တို့ကဘိုင်းယူကြတယ်မဟုတ်ဘူးဒါပုံမှန်လေးပြောတာသူလည်းဘိုင်းယူပိုင်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကပရာဟိတစိတ်နဲ့ဒါပေါင်းနေတာအကောင်ကိုယ့်ရဲ့စီးပွားရေးပြထားပြီးတော့ယနေ့တိုင်းဒီပရာဟိတကိုလှုပ်ဆောင်နေတာပေါ့နော်အထင်လွဲတာတွေနောက်ပြီးတော့ပြောဆိုနေတာတွေမှတ်နေမှာလည်းမဟုတ်ပါဘူးလေကျွန်တော်တို့ကတရားနဲ့တရားဒါပရာဟိတစိတ်နဲ့ပဲရှစ်ဆက်ပြီးတော့လုပ်နေရတာပါဒီကိုလိုပဲတခြားစိတ်မှာဘာမှမရှိဘူးဟုတ်တခြားစိတ်မှာဘာမှမရှိတာညီကိုလိုပဲလုပ်နေတာပရာဟိတကိုလုပ်နေတာအခုဒါဒီနေ့ပရာဟိတလုပ်နေတဲ့အချိန်မှာသူ့ရဲ့အကောက်ရမှာကျွန်တော်ရဲ့အကောက်ရမှာတော့ဝေဒနာမျိုးလည်းရှိတယ်တိုက်ခိုက်တာမျိုးလည်းရှိတယ်အဲ့ကားရတယ်ပါလေဆိုတာကဒါကတော့ပေါ်လာဟာလာတွေပေါ့လိုင်းပေါ်မှာအဲ့ဒါတွေကတော့ပြတ်တောက်နေတယ်အဲ့ဒါတွေကရှိတယ်ကားရတယ်ဆိုတာအကြောင်းမှလုံးဝမဟုတ်ပါဘူးဒါအလူရှင်တွေရတယ်အဲ့လိုမျိုးပြောနေကြတယ်ပေါ့နော်ကားရတဲ့အကြောင်းလေးအဲ့ဒါတွေကဒါလုံးဝမရှိဘူးလိုင်းပေါ်မှာတဲ့နေရတွေကအဲ့ဒါဖြစ်ရှင်းနေရတယ်လည်းရှိတယ်ဒါမဟုတ်ပါဘူးကားရတယ်ဆိုတာလုံးဝမဟုတ်ပါဘူးလေးစားတယ်သူလေးစားတယ်တကယ်လည်းချီကျူးတယ်ဒီຢာကြီးကြတော့ဒါကိုယ်ဒီမလုံနိုင်တဲ့အရာမျိုးသူကအကောင်းဆုံးလုံနိုင်တယ်ပေါ့နော်လူတိုင်းကအခက်ခဲရောက်နေတဲ့အချိန်မှာတော့သူဥမာ900ဖြစ်ဖြစ်600ဖြစ်ဖြစ်ဟုတ်လားပတ်စံမရှိဘဲနဲ့တကယ်ငလင်မေးပြည်သူတွေတော့သွားတဲ့သူတွေအတွက်ရောငလင်မေးတင်ပြည်သူတွေတော့ပါသူကအတက်နိုင်ဆုံးလုပ်ပေးရလေသူရဲ့လေးစားတကယ်ချီယူထိုက်တာတော့ဒီငလင်ဘေးတုန်းကငလင်ဘေးဒုက္ခတွေဖြစ်တဲ့အချိန်မှာတော့ကိုကမန္တလေးမှာမန္တလေးနဲ့စကိုင်းကိုသွားလို့မှာပေါ့နော်အရင်ဆုံးဒါမန္တလေးကိုလူတယ်မန္တလေးလူပြီးနောက်ပိုင်းမှာစကိုင်းမှာအလူရှင်တွေနေရာသေးတဲ့နေရာတွေကနေကျွန်တော်ရဲ့မိတ်ဆွေတွေကနေထပ်ပြီးတော့အလူခံရရှိတယ်အဲ့ဒီကနေပြီးတော့စကိုင်းမှာလူဖြစ်တာပေါ့နော်စကိုင်းမှာအရင်ဆုံးကျွန်တော်လူဖြစ်တဲ့အချိန်မှာကျွန်တော်ကသူ့စီကိုအရင်သွားတယ်သူ့စီကိုဝင်ပြီးတော့ဒါသူ့ကိုကျွန်တော်ကသူ့ရဲ့စိတ်တော်ကိုလေးစားလို့သူ့ကိုမဟုတ်ဘူးပေးခဲ့သေးတယ်မဟုတ်ဘူးပေးခဲ့တယ်ဟိုပေးခဲ့ပြီးတော့မှကျွန်တော်ပြန်လာပြီးတော့မှသူကလည်းကိုကြီးနဲ့မရောက်ဘူးရဲ့နေရာတွေနဲ့အလူရှင်တွေမရောက်တဲ့နေရာတွေရှိတယ်နဲ့ရှိတဲ့ခါကျတော့သူကခေါ်သွားကြတယ်ပေါ့နော်တကယ်အလူရှင်တွေမရောက်တဲ့နေရာတွေအဲ့ဒါနဲ့စပြီးတော့တည်ကြတာပေါ့ဟုတ်ကျွန်တော်ဒီငလင်လေးမဖြစ်ခင်ကတော့သူနဲ့ကျွန်တော်တွေကဒါ line ပေါ်ကနေစကားတွေပါပြောတယ်ဖုန်းတွေပါလည်းပြောဘူးတယ်အဲ့တော့ကျွန်တော်တို့ယောက်ကစိတ်ရင်းလည်းတူတယ်ခံစားချက်ခင်ရလည်းတူတယ်ပေါ့နော်ကျွန်တော်ကလည်းဒါ TikTok တွေပါဆိုလို့ရှိရင်မိဘနဲ့ပတ်သက်တာတွေပြီးတော့အလွမ်းတွေပါတယ်အငိုတွေများတယ်အဲ့ဒါနေဆိုတော့သူကလည်းအရင်ကတော့ဒါကျွန်တော်စောတဲ့ဟာတွေလည်းသူကစေ့ထားတယ်စေ့ပြီးတော့သူပြန်တင်တယ်သူ့ရဲ့သူစော့ပြီးတော့ပြန်တင်တာပေါ့နော်သူကလည်းဒါမိဘမရှိတော့ဘူးမိဘမရှိတော့တဲ့အတွက်ကျွန်တော်ရဲ့အရာလေးတွေနဲ့သူဖြစ်ချင်နေရတော့ထိသွားတာပေါ့နော်ထိသွားတဲ့ခါကျတော့သူကျွန်တော်စောတဲ့ဟာလေးသူအားပေးတယ်ပြင်စကားတွေပုံနေလည်းပြောတယ်ကိုယ်အားပေးခဲ့တဲ့အိုင်တော်ပေါ့အခုချိန်ကျတော့ဒါကိုကသူပြန်ပြီးတော့အိုင်တော်ပြန်ဖြစ်နေတာပေါ့နော်ကိုယ်ရဲ့အိုင်တော်ပြန်ဖြစ်နေတာကိုကအသက်ကတော့29နှစ်ကျွန်တော်နဲ့29နှစ်မသိမရိမ့်ပေါ့ဒါပေမဲ့ तू ကပေါ့ဘာပဲဖြစ်ဖြစ် तू ကကျွန်တော်တို့လေးစားတဲ့အတွက် तू ငယ်ဒီဖြစ်စီကြီးဒီဖြစ်စီကျွန်တော်တို့အကူလို့ပဲခေါ်တယ်ကျွန်တော်တို့ငယ်ရန်ကုန်ရောက်လို့ရှိရင်ဘယ်လိုသွားမလဲဆိုတော့ရွှေတကုံသွားမယ်နဲ့ကောင်းပြီစကိုရေးလို့ညီလေးအကောင်းဆုံးစူးစမ်းပေးမယ်ဒါရွှေတကုံသူ့လိုက်ပို့ပေးတယ်ပြီးတော့နေကင်းဆောင်ပြီးတော့ပြည်သူ့ရည်မျိုးလည်း तू လိုက်ပို့ပေးတယ် तू သွားချင်းနေရာလေးကိုလိုက်လုပ်ပေးတာပေါ့နော်ဟုတ်တကယ်လို့လေကိုယ်လည်းတကယ်လို့အဲ့ဒါဆိုတော့မှဒီနေ့တိုင်ထိလက်တွဲနေတာပေါ့နော်ပရာဟိတစိတ်နဲ့ဒါပေါင်းနေတာအခုဆိုလို့ရှိရင်လည်းများပါလေကျွန်တော်ထိုင်းရပဲဖြစ်ဖြစ်တခြားနိုင်ငံခြားကိုမြန်မာနိုင်ငံကပဲဖြစ်ဖြစ်အဲ့လိုလွဲပေးကြတယ်TV ဝေးပေးယုံကြည်စိတ်ချပြီးတော့ VC ခေါ်ပြီးတော့နောက်နေ့ရောက်တောက်တွေ့တယ်အဲ့လိုမျိုးကိုယုံကြည်ကြည်နဲ့တော့လူကမ်းပေးကြတယ်အဲ့အရာကိုလည်းဒါကိုကအတတ်နိုင်ဆုံးကိုအကောင်းဆုံးသူတို့ဖြစ်ချင်တဲ့အရာလေးတွေအလူရှင်တွေဖြစ်ချင်တဲ့အရာလေးတွေအလူရှင်ကဘယ်ကြောင်းဘယ်လောက်လူပေးပါဆိုလို့ရှိရင်ဒါအကောင်းဆုံးသူတို့ VC ခေါ်တယ်တေချာသူတို့တွေ့မှသူတို့ယုံကြည်မှကျွန်တော်တို့ကလည်းလုပ်ပိုင်ခွင့်ရှိတာပေါ့ဟုတ်အခုလိုမျိုးကိုရှိုင်းစုံနဲ့ကိုကြည့်ဦးပေါ့နော်ယနေ့တိုင်အထိပရိုက်တာလုပ်ငန်းမှာအတူလုပ်နေတာတွေ့မြင်နေရတာတွေလည်းကြည့်ရှုတဲ့သူတွေအားပေးရမိတ်ဆွေတငယ်ချင်းတွေလည်းဝမ်းသာပီတိဖြစ်မယ်လို့လည်းထင်ပါတယ်ရှေ့ဆက်ပြီးတော့ဒါကိုရှိုင်းစုံနဲ့ကိုကြည့်ဦးကလည်းပရိုက်တာလုပ်ငန်းအကောင်းဆုံးစူးစမ်းသွားမှာပဲသူကလည်းကိုယ်လည်းအကောင်းဆုံးလက်တွဲထားတာဖြစ်တဲ့အတွက်ရှေ့ဆက်ပြီးတော့ပရိုက်တာကိုဘယ်လိုလုပ်မလဲနေရာသားတိုင်ပင်ပြီးတော့ပေါ့နော်အဆိုးသူကောင်းပဲနဲ့ပဲအကောင်းဆုံးတော့ရင်ဆိုင်သွားအောင်ပါပရိုက်တာလုပ်ငန်းဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်